အားလုံးပဲမင်္ဂလာပါခင်ဗျာခုကျွန်တော်ဖတ်ပြမယ့်စာအုပ်လေးကတော့ကာတွန်းကိုရှိတူးပြည်ရဲ့ကြာလာလေးကောင်းလေးဆိုတဲ့စာအုပ်လေးတွေပဲဖြစ်ပါတယ်ခင်ဗျာကိုမြေကြီးတယောက်လမ်းထိပ်မှာမြေကြီးပြည်တင်ဆိုပြီးစိုင်းပုတ်ကြီးကြီးတင်ဘေဒင်ဟောကန်ဖွင့်ထားတာဘာကြသေးလို့လဲတူရစ်စာယောမခေါမအီတလီဟုတ်ပေါ့တူရစ်စာဘောမတောဤဆိုခြင်းကြောင့်ထောပြီးလို့သာမှတ်ပေရောစာကလေးပေတင်ကျွေစီပေတင်ရှောက်တီးစေးပြားပေတင်ကွန်ပျူတာပေတင်ဘာပေတင်ညာပေတင်တွေခစ်စားနေချိန်မှာကိုမြေကြီးကမြေကြီးပေတင်ဆိုတော့တကယ်ထူးခြားပြီပေါ့ဆရာကြီးဦးမြေကြီးနိုင်ငံခြားကပြန်ရောက်နေပြီတဲ့ဟာဟဲပွားတာပဲငါအကျွေးတောင်းရမယ်အကျွေးမရပဲနိုင်ငံခြားကပါလာတဲ့ HIV ပိုးတွေရနေဒုက္ခနာမည်ကြီးပေတင်ဆရာတယောက်ဖြစ်တာနဲ့အညီလူစိတ်ဝင်စားခြင်းခံရတာမဆန်းပါဘူးကျမတို့သိချင်တာလေးတွေမေးခွန်းပြုပါဆရာဘေဒင်ထိတ်တီဦးမြေကြီးရဲ့လို့နာမည်ကြီးနေတဲ့မြေကြီးပေတင်ဆရာတူနဲ့အင်တာဗျူးကျင်လို့ပါဘေဒင်မေးမဲ့လူလားလို့ငါနဲ့ဆရာကြီးဦးမြေကြီးရှင့်ဟာဦးမြေကြီးဆိုတာရှင့်မဟုတ်ဘူးလူတေချာပြကြည့်ပြီးမှပြောပါရှင်ပြုကန်ဒီတစ်ပင်မတက်ရဲဘူးတီးကံမှာဆရာကြီးဦးမြေကြီးခမညာဆရာအင်တာဗျူးကို TV ကနေထုတ်လွှင့်ဖို့အတွက်စီစဉ်နေခြင်းဖြစ်ပါတယ်ဆရာလူထင်ရှားတယ်ဘေးရင်ပညာရှင်အကြောင်းနိုင်ငံလုံးကသိရှိစေခြင်းတဲ့သဘောပါပဲဟဲ့ဗီဒီယိုရိုက်နေတဲ့ဟိဟာဆရာဘယ်ထွက်ပြေးတာလဲမျက်နှာချီတလိန်အောင်မဲဟာโอเคလေဒီပဲဆရာကတိတ်ဆိတ်မြန်နေနော်ခုတော့ထုံမိုးအိတ်ပေါ်မှောက်လျက်လဲခဲ့ပြီမဟုတ်လားမျက်နှာကြီးတစ်ခုလုံးဖွေးနေတာပဲဟေးမျက်နှာချီကုန်နေလို့ကလေးပေါင်ကြတဲ့ထဲကိုခြံထားတယ်ဝိုင်အိုလက်ပေါင်တာတွေယူလူးလာတာဟာဂျုံမှုကြော်ညာရိုက်မလို့ထင်တယ်မြောက်ဖြူကြီးဖြစ်သွားပါပြီရှင်းမဟုတ်တော့ပါဘူးခိငါနဲ့ကွာဒီလိုနဲ့အင်တာဗျူးကိုစလုပ်ဖြစ်ခဲ့တယ်မြေကြီးစိတ်ကောင်းတဲ့ချိန်ကဦးမြေကြီးဘယ်ကြောင်ရောက်နေတာပါလဲဘေဒင်ပညာရဲ့အတိတ်အနက်ကိုဝတီတက်ပြီးစူးစမ်းရှာဖွေမယ်လို့ဟုတ်ကဲ့စိတ်ကူးတာရှိခဲ့တာလူကမြေကြီးပေါ်ကတဖွာမှမခွာခဲ့ပါဘူးကွယ်ဟေးဟုတ်ကဲ့ခုလိုဖြေချပြီးသွားတဲ့အတွက်ကျေးဇူးထွန်းတင်ရှိပါတယ်ဆရာနာမီကိုမြေကြီးလုံးမှဲ့ထားတဲ့အကြောင်းတစ်ခုတော့ရှိမလို့ထင်ပါတယ်စူပါပဲဗျာနော်ဟုတ်ပါတယ်ကလေးမတွေးစားသလိုပါပဲရှေးဘဝကနေနောက်ဘဝတိုင်းမဟာပရိမြေကြီးဆိုတာတည်တတ်နေအောင်မှာမြေကြီးလက်ခတ်မလွဲပါဘူးတင်ကြားမဲမောင်စက်ကြဝဠာရဲကြောင်အာကာဘူးတို့မိုးလုံးကျော်တို့ကင်းကောင်းကောင်းငင်ဆန်တဲ့နာမည်တွေခစ်စားနေချိန်မှာလူသားအလုံးရဲ့အားထားရာကဘာမြေကြီးကိုကိုစားပြုကျင်တာနဲ့မောင်မြေကြီးဆိုပြီးဒီကိုဒီလူပြိုတို့ကြီးလုံနေခဲ့တာပါကွယ်ဟုတ်ကဲ့ခုလို့နေအောင်ကွယ်ဦးရဲ့အဖေမဆုံးအဖေမဆုံးသေးဘူးအဲ့တော့မြေဆိုတာဘာနန်နဲ့ကလေးမသိမှာပါဟိုလေဟိုရွှွန့်ပုတ်စောဘွတ်စောအိမ်သားစောနံပါတယ်မြေဆိုတာပပမှာကြာတာပတိနန်ဟဲ့ဘယ်နှစ်ကွယ်တီးဘူးလေနောက်ဖေးလန်းကြကမြေလာလို့ကြာတာပတိကကြာကိုယူမယ်မှတ်ထားနော်ကြီးကကိုကွယ်ဘာနာမည်တိကြရဲ့လားဟဲ့ကြီးစောနန်လေကွယ်ကကငါတနင်းလာနန်းလာကိုယူမယ်မှတ်မိတယ်နော်ကဲကြာနဲ့လာပေါင်းလိုက်တော့ကြာလာလီကောင်းလေဆိုတယ်မြေကြီးရဲ့ကောင်းကျိုးတရားတွေကိုလူသားတွေမမိတ်အပ်ဘူးတတိပေးတဲ့သဘောလို့မှတ်ကွယ်နော်ဟဲ့ဒုက္ခပါပဲဗျာကိုမြေကြီးတယောက်မိုက်ကရိုဖုန်းကိုကင်ရင်းနေအဆိုတော်တန်းမွေလေးရဲ့ဟိုချင်းကိုကြားဘူးမှာပေါ့ကြာလာလီဟေ့ချစ်တဲ့စိတ်ကခိုင်မြဲလေးလုံးပါအောင်စိတ်ပေါက်ပြန်သွားပြီထင်တယ်ချစ်ဦးရေဟေ့နားထောင်ပါလီတသက်မှာတယောက်တည်းဟေးဆွဲမြဲချစ်မလီဟာတော်ပြီခမားကိုနိုင်ငံကျော်တယောက်ဆိုပြီးအထင်ကြီးနေတာဒီတက်ယူပေါ်လှုပ်လိုက်သီးမခံနိုင်တော့ဘူးဗျာအေး sorry နော်ဟေး TV မှာကြော်ညာကြားပြတ်ဝင်တယ်လို့မျိုးခွင့်လွတ်ပေးကြပါဗျာဟေးခွင့်မလွတ်ဘူးအားလုံးကလေးစားတဲ့ပုံကိုကြီးဆိုပြီးခမားကိုတကူးတကလာအင်တာဗျူးလုပ်တာခုတော့ထင်တာနဲ့တခြားစီပဲသွားမယ်ငါတတိလက်လွတ်ဖြစ်သွားတာငါအတွက်မဟာအမှားပဲTV ရိုက်တဲ့ဖွဲ့ပြန်သွားတော့ငိမ့်ငိုင်ကျင်ရိတ်ခဲ့သူကကိုမြေကြီးရဲ့ပေါ့အော်ဖြစ်မှဖြစ်ရလေတကယ်တော့ကိုမြေကြီးကိုဇက်ယူထားချိန်မှာဘယ်နှက်ခန့်နဲ့စမ်းရှင်ပြီးမွေးလာတယ်မသိစိုင်းနံပုံနဲ့ကြိုင်းကကျင်ခုံညင်စိတ်ကငငယ်ကလေးကဝါသနာအရွယ်ရောက်လာတော့အရက်ထဲမှာဇက်ပွဲနှက်ပွဲမှန်သမျှကိုမြေကြီးမပါရင်မပြီးသလောက်အဲ့ဒီကတဆင်ထက်လို့မိုက်ကရိုဖုန်းကိုမြင်ကင်ညင်စိတ်ပေါက်လာတယ်ကင်ပြီးတာနဲ့တချင်းတစ်ပုတ်လောက်မှမဆိုရရင်မနေနိုင်ဘူးဆိုတာတရုတ်ကလုံးကသိကြပြီးသားငါရဲ့အစ္စတာဝါနာကငါ့ကိုဒုက္ခလလပြီးသွားတာပဲဟူးငါလူကောင်မဆိုထားနဲ့ကဘာကျော်ပုတ်ကိုကြီးတွေတောင်ဒုက္ခရောက်ဘူးသေးတာဖြေသားပါတယ်ဒီမဲ့ဆရာအမလေးဟောကန်ပိတ်ပြီးရက်ပုံဆိုင်ချီတက်တော့မလို့လားဆရာဟုတ်ပါဆရာမှတ်မိပါတယ်နော်လွန်ခဲ့တဲ့တစ်လောက်ကလာမေးဘူးတယ်
အာမှတ်မိပြီညီမေဦးမဟုတ်လားယင်ဟုတ်ပါတယ်ဆရာရဲ့ကျမသားလေးကိုဆရာဘေးရင်တွက်ပေးလိုက်တာလေအားလုံးကွက်တိမှန်လို့လာကြောကြတာဆိုပါတော့မလိုပါဘူးကွယ်ဆရာကခုနှစ်ရက်သားသမီးတွေကိုကယ်နေတာပဲဟာမှန်တာဟောလို့မှန်စီရမယ်မမှန်ရင်ငွေပြန်အပ်မယ်ဆိုတယ်မြေကြီးပေတင်ဘေးတင်မြေကြီးဆိုတာငါဒါဆိုကျမစီကဆရာဟောကငွေ900ယူထားတော့အခု450ပြန်အပ်တဲ့ဆရာဘာကျမလေးအိမ်သားကကွန်ပျူတာနဲ့ဘေးတင်တွက်ပေးပါမယ်ဆိုတဲ့ဆရာဦးအောင်တန်းညွန့်စီမှာတော့မမေးပဲဆရာစီလာမေးတာဆရာသိမှာပါကျမသားလေးကိုတလအတွင်းသွေးထွက်တန်ယူဖြစ်ကိမြင်တယ်လို့ဆရာဟောလိုက်တာလေဆရာစီကပြန်လာတော့ကလေးပိုက်တဲကတန်တီယူတာမှအပုံလိုက်ပဲဆရာအဲ့ဒီတစ်ချက်တော့မှန်သွားပါတယ်ဒါပေမဲ့အခုတလပြည့်ပြီသွေးထွက်တာကိုမတွေ့ရသေးဘူးဘာတိကြိုက်တဲ့ညာမှမဖြစ်တော့အဲ့ဒီတစ်ချက်မှားတာပေါ့ဒီလောက်ကမြင်းကြောထားတဲ့မြောက်လောင်းဘာတိကြိုက်တဲ့ညာမှမရသေးဘူးဆိုတော့ဒါကြောင့်ဘေဒင်ဟောကတဝက်ပြန်ပြီးသိပါတယ်ကျမကမုတ်ဆိုးမော့ပါဆရာရဲ့ဟင်းထွက်ပြေးဖို့မကြိုးစားပါနဲ့ဟာဘာလို့တာလဲကျမပတ်စံပြန်မရလို့ကတော့ဆွဲမိဆွဲရဆွဲထားမှာပဲမလွတ်ဘူးလွတ်ဟဲ့အာဒုက္ခပါပဲထွက်ပြေးတာမဟုတ်ဘူးငါဆေးပြင်းလေးလှမ်းကောက်တာတိဘူးလေးပတ်စံမပေးပဲထွက်ပြေးတာလားလို့ခွေးထဲမှာရှက်ဖို့ကောင်းလိုက်တာနော်ဤဘေးရင်တရားပချိုးကျွတ်ဖြစ်လက်ခို့ဟေးရှက်ရင်ကျမငွေ450ပြန်ပေးဖို့ဘေးရင်ဟောတာတဝက်ပဲမှန်ပြီဟွန်းဒီမဲ့အမီဒီလိုရှိတယ်တက္ကီး2000နာကတ်နေတဲ့အချိန်ခါမျိုးမှာတကဘာလုံးအကြက်တင်းနေရင်ဆိုင်နေရတယ်ဆိုတော့သိရဲ့လားတိကျမှန်ကန်မှုရှိပါတယ်ဆိုတဲ့ကွန်ပျူတာတွေတောင်ချွတ်ရင်ချက်မှုရှိကုန်ကြပြီကလေး Y2K ဆိုတဲ့ပြဿနာကြောင့်ပေါ့အဲ့ဒါနဲ့ဘာဆိုင်လို့လဲကွန်ပျူတာတွေတောင်မှချွတ်ရင်မှုတွေရှိကုန်ပြီဆိုတဲ့နောက်နက်ခတ်တရားဘေးရင်ကိန်းကနန်းတွေလည်းအထက်အလျောက်တော့လွဲမားကုန်ကြပြီပေါ့ဆရာဟောလိုက်တုန်းကတလားဆိုတဲ့ကာလဟာလေအတီးအကျဖြစ်ချင်မှဖြစ်မှာအတိုးအလျှော့အနေငယ်တော့ရှိတတ်နေပြီY2K ဆိုတာဆရာဘေးရင်ဆရာရဲ့ထွက်ပေါက်ဖြစ်နေပါလားနောက်တစ်ပတ်လောက်အထိတော့အချိန်ပေးပြီးစောင့်ကြည့်ပါဦးအဲ့ဒီတော့မှမမှန်ဘူးဆိုရင်ဆရာငွေပြန်ရောမယ်ဂတိတီပါစီနောက်တနေ့ညနေကိုမြေကြီးတယောက်မြို့ထဲကပြန်အလာလမ်းထဲအရောက်မှာတော်စောတဲ့ကလေးပါလားမကြီးကိုင်းကိုဟီးလေးခိုပြီးစီးစော့ရတယ်လို့မတော်ပြုတ်ကြရင်ငါတပြောမှပဲဟာအဲ့ဒါမေဦးရဲ့သားပဲတွားတာလို့မဖြစ်သေးဘူးဒီကောင်ပြုတ်ကြမှဒဏ်ရာရသွေးထွက်ဟုတ်ပြီဟီလက်ထွက်ခဲ့ပြီးမှအတွေးတစ်ခုကခေါင်းထဲပေါ်လာတာကြောင့်ဒီကလေးပြုတ်ကြခဲ့လို့မတော်တဆကျိုးပဲ့သွားခဲ့ရင်ဒုက္ခိတလေးဘွားရောက်သွားပြီငါကလည်းခွင့်မလို့နိုင်တဲ့အမှားကြီးကိုကျူးလွန်ခဲ့သူဖြစ်တော့မယ်ငါတသက်လုံးစိတ်ထိခိုက်ရမယ့်ကိစ္စအဖြစ်မခံနိုင်ဘူးကလေးကိုစုံမပြီးသူ့အိမ်ပြန်လှုံ့မပဲဟုတ်တယ်ဟဲ့ကလေးလိတ်ကိုပြကြီးပြောလို့မှမဆုံးသေးဘူးကလေးပြုတ်ကြပါရောလားကြပါဟာဟိုက်ခေါင်းပေါက်သွားရင်မဖြစ်ဘူးစေကန်းပို့မှာတားရီလူလေးကောင်းတဲ့ခညာတာခေါင်းမှာသွေးတွေနဲ့ဘလူဖြစ်တာလဲတားရဲ့တားကိုဒီဦးကြီးလောက်တာမဟုတ်ဘူးရှင်တိတ်ရက်ဆက်ပါလားငွေ450ပြန်ပေးချင်တာနဲ့ကလေးကိုငါမဟုတ်ဘူးဟာကျမသားလေးကိုသွေးထွက်အောင်လုပ်တဲ့ဘေးရင်ဆရာဦးမြေကြီးလူယုံမကြီးပါတော့အရက်ကတို့ရဲ့ဖြစ်မဖြစ်ရလေမိမိသားလေးရဲ့ကျွတ်သူဟာသူမကြီးကိုက်စီရင်ပြုတ်ကြတာပါဟဲ့ရှစ်မသားသမီးချင်းကိုချင်းစာစိတ်ခေါင်းမလာကြည်လားသူများသားသမီးကိုမညာတာတဲ့လူရှစ်နှစ်ဖူးကိုလေးစိတ်ခွဲရမှကြေနဲ့မဲ့ဥဟိုကိုကြောင့်မဟုတ်ဘူးရီအမရေးကြခွတ်ဗလာအာကိုနဲ့အနိုင်မကျင့်ပါနဲ့မေဦးရဲ့ကျုပ်ဟိုမကြီးကိုင်းကောင်ကခိုးစီးပြီးခမည်းသားပြုတ်ကြတယ်လို့မျိုးရှင်းကျွတ်ခမည်းရှိမှကျုပ်နှစ်ဘူးကွဲတဲ့အထိပြုတ်ကြပြီးပါမယ်ကျင်းနဲ့တယ်မို့လားဘာရှင့်ကျွန်တော်ဟာစွန့်ခံငှက်တဲ့သူပါခမည်းမမေဦးကိုပေးဘူးမြို့တွေကမိတ်ဆွေစီကငွေယူပြီးပြန်အလားခမည်းကလေးတစ်ကိုင်းခိုးစီးနေရင်ပြုတ်ကြလို့ဒဏ်ရာရတာတွေ့တာနဲ့စီကံလိုက်ပို့မယ်ကြံတော့ခုလို့ကောင်းတယ်နင်းဟာနေလိတ်ကြတာဆိုဟုတ်ဒီမှာမမေဦးကိုပေးဖို့ပတ်စံရောတားစောကြောင့်မေဦးမှားကြီးမှားခဲ့ရပြီတောင်းပန်ပါတယ်ဆရာရဲ့ငွေတွေလည်းမေဦးပြန်မယူပါစီနဲ့တော့မေဦးကိုခွင့်လွတ်ပါရင်ကလေးရဲ့တန်ရာကိုဒီငွေနဲ့စေးကူပေးလိုက်ပါမမေဦးကျွန်တော်စကားနားထောင်ရင်ကျွန်တော်ခွင့်လွတ်ပါမယ်ရော့ပါဆရာကိုမြေကြီးရွှေလျာနေတဲ့ခြေအစုံကိုရက်ပြီးလှည့်ကြည့်ပြီးတော့မေဦးဆရာမျက်မှန်လိုက်ပေးရပါဆရာကလေးရောတားကိုဆရာပေးတဲ့ငွေနဲ့ဆရာပြောတဲ့အတိုင်းစေးကန်းပို့ပြီးပါပြီဆရာတန်ရာကိုပြုစုဖို့မေဦးမှာတာဝန်ရှိတယ်ဆရာကျွန်တော်ရဲ့ထိခိုက်ဒဏ်ရာရမှုအတွက်တော့ရော်ကြီးကတိတ်ကြီးမှလွန်းတယ်မမေဦးကိစ္စမရှိပါဘူးမေဦးလေဆရာကိုတစ်သက်လုံးပြုစုပေးသွားပါမယ်လို့ဆုံးဖြတ်ပြီးပြီဒါနှလုံးသားထဲကရော်ကြီးပဲပေါ့ဒါမှမေကြီးကိုချစ်တဲ့သူဟီ
ခန်တစောင်းဆောက်ဖို့တတိုက်ခင်းဖို့ဘာလို့ဖို့ညာလို့ဖို့ဆိုပြီးအလူကန်တွေထွက်လာလိုက်ကြတာကျုပ်တို့ရွာကကြီးပဲအလူကန်ထဲနေရတာရှုံးတယ်ဗျာကျုပ်တို့ရွာကအလူကန်ဖွဲ့ပြီးဒီပြင်းရွာတွေကိုအလူကန်ထွက်ကြဖို့စိတ်မကူကြဘူးလားကျုပ်တို့ကလည်းတပြန်တလဲအလူကန်ထွက်ကြဖို့အချိန်တန်ပြီဒီတော့ကျုပ်ဦးဆောင်ပြီးဖျားအာယုံခံတစောင်းဆောက်ဖို့အလူကန်ထွက်ကြစို့ကောင်းတယ်ကိုတော်ဝေးရွာဦးကျောင်းဆရာတော်စီကိုဇော်ဝစ်ကြီးကိုယ်တိုင်ခွင့်ပြုမိရဖို့လျှောက်ထားတော့ဒီကိစ္စဘုန်းကြီးသဘောမတူဘူးတကားအလူခံပြီးစရင်မရှင်းကြတာများတော့အလူမခံမဲနေတာကကောင်းလိုက်မယ်ထင်တယ်မှန်လားပါဖေဟာအာယုံခံလေးပြီးတော့အောင်ရွာတကာလက်အလူခံမှာပါဖေဟာကိုရသားတွေကြီးပဲပြန်ခွဲတန်းချရတာပင်မလှပါပြီဖေဟာဒီတခါဒီပါဆရာတော်လည်းမတားတာတဲ့အစုံအေးရငွေသုံးငွေစရင်အင်းစနစ်တကျလောက်ကင်မယ်ဆိုရင်တော့မစိုးပါဘူးဟာစိတ်ကြပါငွေကြီးဆိုတာအရေးကြီးပါတဗျကျလောက်အလူခံဖလားကင်ဘူးစိတ်ချရမဲ့လူပဲရွေးချယ်ထားပြီးပါပြီတပည့်တော်ရဲ့တပင်းနဲ့တူမတွေကိုတာဝန်ပေးထားပါတယ်ဖေရအလူခံထဲပါဦးဖိုးချွဲကြီးပုံးနေမှာလူဆိုတာဦးမတောက်မှတီလာစောင့်နိုင်မှာလူအားပေးဆိုပြီးနေ့တိုင်းခိုင်းရင်အလူခံဖလားတွေကပြန်နှိုက်တက်တာကလားလှုပ်စားတက်ပါပြီတဲ့ဒီကိစ္စမျိုးမဖြစ်အောင်လို့သူတို့လေးတွေကိုနှိမ့်တွက်30ပေးဖို့စီစဉ်ထားပါတယ်ဖေရအလူခံနဲ့ဆိုတာလော်တော့ပါအောင်မှာဒါကြောင့်ဘူးမောင်ရဲ့လော်ကိုငှားပြီးသုံးဖို့ပြောထားပြီးပြီဖေရဘယ်ကဘူးမောင်လဲဟောတပည့်တော်သားဘောဖေရသူ့ကိုတနေ့အစိတ်နှုံးနဲ့ပြောထားတယ်လीဟောတဲ့ပြောတတ်ရှိတယ်တပည့်တော်ရောက်ဖအောင်ကြီးကိုလည်းတနေ့15ချက်နဲ့ပြောငါရောက်ဖပဲဆိုလို့လေဒီမဲမင်းတို့ဟာကမိသားစုအလူခံဇက်တပင်ဖွဲ့ကြီးဖြစ်နေပြီကွာဘာပဲဖြစ်ဖြစ်စရင်တိကြဖို့ပဲလူတွေသွားတော့ဒီလိုနဲ့ဇော်ဝက်ကြီးတို့အလူခံထွက်ပြေးခဲ့ကြတယ်လေရက်တကရွာတကနှံ့အောင်လှည့်ပြီးအလူခံလီတော့1လလောက်ကြာသွားတာပေါ့ရွာပြန်ရောက်ကြလို့2လလောက်ကြာသွားတာတောင်ဖះအာယုံခံအတွက်အလူခံငွေကိုလမ်းအပ်ကြသေးတော့လူလဲပေါ်မလားအလူငွေလဲပေါ်မလားဘယ်နဲ့တော့ဇော်ဝက်ကြီးတို့အလူခံဖွဲ့ကိုငါစီခေါ်ခဲ့ခြင်းစမ်းသွားတရားတော်ကိုမလွန်ဆန်ရဲတာနဲ့ရွာထဲကလူကြီးတချို့ကိုဖိတ်ပြီးဥပုသ်စီရမှာအလူခံငွေစီရင်ရှင်းတန်းထုတ်ပြန်ဖို့အမြဲစီစဉ်လိုက်ရပါရောလားဟောဒီကနာယကဆရာတော်ဘုရားနဲ့လူကြီးမင်းမရှိမောက်မှာအလူခံဖွဲ့ရဲ့ငွေစီရင်ရှင်းတန်းကိုကျွန်တော်ဖတ်ပြလျှောက်ထားပါမယ်ကျွန်တော်တို့အလူခံဖွဲ့ကြီးဟာတို့ရွာရဲ့9000ပြည်စီဒီအာယုံခံတစောင်းဆောက်ဖို့အတွက်ဆိုပြီးဇွဲလုံလဝရိယတွေနဲ့အသက်ကိုပဒနာမထားပြီးအလူခံထွက်တာအသက်နဲ့ဝေးကြီးပါကွာနေဘူးကြဲထဲမှာအလူခံသမားတွေရဲ့ဘဝဟာဖျားနာပြီးတည်သွားနိုင်တယ်ဆိုတဲ့သဘောကိုပြောတာပါဖေရတလွဲမထင်ပါနဲ့အပိုးရီလျှောက်ပြောမနေနဲ့အလူခံငွေရငွေသုံးငွေစင်းကိုရှင်းပြဒါပဲမှန်လားပါဆန္ဒမစောပါနဲ့ဖေရအလူခံရရှိငွေစုပေါင်း2943ကျပ်ကောက်ခံရရှိပါတယ်အရှင်ဖေရဟာဘယ်ဆိုးလို့တော့ဟုတ်ပြီအလူခံဖလားကင်နဲ့မိမပြူလေးများရဲ့လှုပ်အားကနေစားတော့စိတ်က1150ကျပ်ဟိုတယ်မှာမြတ်စားတာဖြစ်ရမယ်တရွာကနေတရွာကိုအကူလှဲငါက325ကျပ်တော်သေးတာဗောလီပြင်းနဲ့မကူတာလော့စပီကာငါက985ကျပ်တိတုံးဆွဲပါတယ်ဖေရဟုတ်ပါမလားမုံစော်ဝိတ်ရေဖေရအတွက်ကြမ်းမအောင်မလားကြီးကြပ်ကြီးနဲ့စော်အိုးကြီးအဖွဲလူကြီး3ဝက်အတွက်လှုပ်အားကစိ690ကျပ်တုံးဆွဲပါတယ်ဖေရပျောက်ပါပြီအခုလူတုံးဆွဲငွေများကိုစုပေါင်းပါက2949ကျပ်ကုန်ကြပါတယ်ဖေရအလူခံရရှိငွေပေါင်းက2943ကျပ်ဆိုချင်းကြောင့်မြတ်စွာဘုရားအလူခံအဖွဲ့ကဖယားကြီးထံမှာရရငွေ6ကျပ်ပေါ်ပေါက်ပါသည်ဖယားဗုဒ္ဓထုံငွေ6ကျပ်ကိုဖယားတပည့်တော်ခိတ္တစိုက်ထားပါသဖြင့်ဂောဘကအဖွဲ့မှပြန်လဲချီးမြှင့်ပေးသနာရန်ရှင်းလင်းလျှောက်ထားပါသည်ဖယားကောင်းကွာဖယားအတွက်အလူခံထွက်တာဖယားမှာအကျွေးတင်ရတယ်လို့6ကျပ်တော့မပေးဘူးဒါပဲပေးမယ်ရော့ရွာဦးကျောင်းဆရာတော်ဟာကျွဲနွားတိရစ္ဆာန်တွေကိုရိုက်နှက်ညှင်းဆဲတာကိုရွံမုံနဲ့ကျောင်းနိုင်ဆရာတော်ကြီးပေါ့စိတ်ကလည်းအလွန်တူသမားတိရစ္ဆာန်ဆိုတာလူပြူးသမျှခံရရရှာတာရိုက်နှက်ဖို့နေတတာဆဲရီတိုင်းတော်မှုတော့မပြူးတင်ဘူးလေမှန်ပါတယ်ဖေဟာရွာသားတွေကိုအခွင့်အခါကြုံရင်ကြုံတယ်လို့နန္ဒဝိတာလဇတ်တော်ကိုတရားဟောတဲ့အခါထဲ့ဟောလေးရှိတယ်နွားကိုဆဲဆူကြိမ်မောင်ပြောဆိုပြီးခိုင်းတဲ့ပုံနာခမအလောင်းစားရှုံးသွားရှာတယ်ဒိုးပြိတ်သက်မှန်ပါိတ်သားကြီးရုံးလိုက်စမ်းကွာလို့ချူတပြောလိုက်တော့မှအလောင်းစားလှုပ်ထားတာနိုင်သွားတဲ့ကဲဒီတော့လူချင်းမဆိုထားနဲ့နေကြတဲ့တိရစ္ဆာန်ကိုတော့အသိဉာဏ်ခေါင်းပါတယ်ဆိုပြီးဆဲဆူကြိမ်မောင်ရိုက်နှက်ခြင်းပြုတ်တင်သလားမပြုတ်တင်ဘူးလားမပြုတ်တင်ပါဘူးရှင်ဖေရ
အေးကိုယ်တိုင်လည်းမြစ်တာထားရမယ်မြစ်တာတရားမဲ့သူကိုလေဖြောင်းပြပြီးသွားဘူးဘုန်းကြီးမြစ်တာရက်ခံပါရစီကွယ်နော်မှန်လားပါဖေတနေ့မှတော့ဘုန်းကြီးเจ้าရဲ့မြောက်ဘက်ဘွားအိမ်ထဲမှာလဲတစီဘွက်နစ်နေပါရောလားဒီဘွက်လောက်များအตาလေးရုပ်လိုက်စမ်းဖိသားကြီးရဥချအတွင်းအားလေးတုံးပြီးရုံးထဲလိုက်စမ်းပါဟာရုံးစမ်းဟင်းရုံးမှာဆိုကမှရှူရှူပေါက်လို့ကောင်းနေပြန်ပြီကွာငါလက်ခွမ်းတဲ့မှအမသားဒီဒင်းတို့ကလဲဘွက်နစ်လေးကြိုက်လေကိုကွာကိုင်းကွာကြိုက်ဦးကွာကြိုက်ဦးဖြန်းငါ့ကိုစမ်းနာပေါ်လေကိုင်းကွာတော့ခေါ်စမ်းရောက်ပြီဖေဒီမှာငါမကြိုက်မှန်းတီးလို့ငါကြောင်းတပီးမှလာပြီးတလိမ့်ဆန်တွေကိုရိုက်တာနှက်တာပေါ့လေမလောက်တာအလောက်ရှိအောင်စုံမရမယ်ကဲကွာကိုင်းကွာလဲသမားခမမချိမဆက်ခံစားရတော့ထအော်ပါလေရောအမလေးပြယတနာနှစ်ပကဲတော်မူပါဟဲ့တကမောင်ရင်ဗုဒ္ဓဘာသာဝင်မဟုတ်ဘူးလားဟုတ်ပါတယ်တပည့်တော်ဗုဒ္ဓဝင်ပါဖေဖျားယတနာတရားယတနာတန်ဃာယတနာရေလူယတနာသုံးမရှိရတာနေယတနာနှစ်ပါးကိုကွက်ပြီးတနေရတယ်လို့မှန်ပါဖေယတနာသုံးပါးလုံးကိုအားကိုးချင်တာဗောဖေဒါပေမဲ့တန်ခါယတနာကတပည့်တော်ကိုစော်ပလော်တီးနေမှာတော့ကြံတဲ့ယတနာနှစ်ပါးကိုပဲအားကိုးစရာရှိတော့တာဗောအနီးနားမှာကဘယ်ကိုတော်မှလည်းမရှိလေတော့ဟဲ့ဥတူတော်ခိုင်းမဲ့ကြရင်ဘယ်ပြောင်းနေတယ်မသိဘူးငါမွေးတီမြောက်ငါကိုချောင်းပယ်ပြောက်ဖို့လဲပင့်ရမည်စပူတပြေအတီးကျွေမိုးမြေကိုလည်းရစ်ရမည်ဘာရီအော်ဟစ်ပြီးရုပ်ဖတ်နေတာလဲဥတူတော်ရဲ့မှန်ပါတပ်ပုံချံပြုစုဖို့စီစဉ်နေတာပါဖေမကြခင်တပည့်တော်ရေးသားပြုစုတော်မူတော့တပ်ပုံချံကြီးထွက်ပေါ်လာတော့မှာဖေကြည့်နေဟုတ်မှလည်းလုပ်ပါဥတူတော်ရဲ့ပြောမဲ့တာပြောရတယ်ဥတူတော်ကဉာဏ်ပညာထက်မြက်တဲ့ပုဂ္ဂိုလ်ဆိုတော့ကျောင်းကိုလာတဲ့ဒါယကမတွေကိုလေဥတူတော်အကြောင်းအမွှန်းတင်ပြီးခက်ကြွလေးမိတ်လေးရှိတယ်ဥတူတော်ကနည်းနည်းရမဟုတ်ဘူးတကမကြီးရဲ့တပ်ပုံချံပြုစုနေပြီလေဟာတဲဟုတ်ပါလားမြန်မာစာရေးထုံးမှာတပ်ပုံဟာအဓိကကြလီရောဒီကျန်းကိုပြုစုနိုင်သူဟာခေသူတော့မဟုတ်ဘူးနော်မှန်ပါဖေမှန်ပါတယ်ဖေတပည့်ဖြစ်သူကိုလေအရေးတကြီးနဲ့ပေါ့တပ်ပုံချံပြီးပြီလားအတော်ကလေးခီးတွင်နေပါပြီဖေတေချာအောင်ပြုစုရတဲ့ကိစ္စဆိုတော့ဒါပေါ့ဂယုတဆိုင်လို့ကွာတနေ့တော့ရွာမှာပွဲလန်းရှိရနေရနီးရက်ဝေးကအာကာနုကိုတော်တွေဧည့်သည်တွေစုံလင်စွာရွာဦးကျောင်းကိုရောက်ရှိနေတဲ့အချိန်ခုလိုပင်မေပိတ်တဲ့လူဖို့အလင်မှာငါရဲ့တပည့်ဥသူတော်ကိုပွဲထုတ်လိုက်ရရင်တပ်ပုံစံပြုစုနေတာပြီးပြီလားတပည့်ကျော်ဥသူတော်အောင်မြင်စွာပြီးတီးကျောင်းမှာဖေနေရကြလိုက်လီကွယ်ခုလိုပညာရှိမင်းပိတ်သက်တွေစုံတော့မှာလေးလာကြရအောင်ဖတ်ပြစမ်းမှာကွယ်ဥသူတော်လေသူပြုစုထားတဲ့တပ်ပုံချံကိုအတန်ဒီအတန်ထားနဲ့အားလုံးရှိမှဖတ်ပြလိုက်ရစုံလီစံလီခတ်တိလီလှော်လီကိုလည်းတဝေထိုးဖေဟန်ကြပန်ကြနားထောင်နေကြတယ်ပိသက်ကဝါကနေဟာဆရာတော်ရဲ့ကိုအိတ်ကြီးကဥသူတော်ကြောပေါ်လွှားကနေပဲလှေမတဝေမထိုးရင်ဘာကြီးကိုတထိုးရမှလဲဟဲ့ရွာထဲကဖိုးချွဲကြီးကော်တရာကက်စီနေပုံကတော့စံပါပဲဘလောက်ထိလဲဆိုရင်သူ့ပိုက်တောင်သူမတထားဘူးဒါကြောင့်လေတကိုဒီလူပြိုကြီးဖြစ်နေတာပေါ့မိမတော့ယူကျင်တာလောက်ကင်ကျွေးရမှာကြောက်တယ်ကိုတယောက်အတွက်တော့အနိုင်အလုတ်ကိုလေမဲရမလို့အချိန်တန်ရွာထဲကအပေါင်းအသင်းတွေအိမ်ပန်းခြေဦးလဲဖို့ပြင်တော့တာပဲမနေ့ကဇော်ဝိတ်ကြီးအိမ်ဒီနေ့အောင်ကြီးရဲ့အလေထမင်းစားချိန်ဧည့်သည်လှုပ်ပြီးသွားတဲ့နောက်တနက်စာတက်တိုင်လေးနဲလာရွာထဲကမင်းကလေးရှင်မိဘတချို့ကဖိုးချွဲကြီးကိုတမတ်တော်ဖို့စဉ်းစားကြပါသေးတယ်ဖိုးချွဲနဲ့ပေးစားလိုက်ရင်စီးပွားတော့တက်လာမှာမဟုတ်ပြီမေငကိုရှိပြီးသားစီးပွားတော့မရုပ်ရော့မှတေးကြတလောက်ပဲဖျားစီးပွားရေးလုပ်တယ်ဆိုတာသူများအိတ်ထဲကငွေကိုယ့်အိတ်ထဲရောက်အောင်ပြောင်းယူရတဲ့သဘောမဟုတ်လားမောင်ဖိုးချွဲကသူ့အိတ်ထဲကပတ်စံအထိမခံပဲသူများစီကရသမျှအကုန်ယူတတ်တဲ့အစားပဲသမီးလက်မထနိုင်ဘူးသူနဲ့ရရင်စားကျင်နာမစားရသုံးကျင်နာမသုံးရနဲ့ငက်ပြတ်ပြီးသေးမှာပဲအဘရေနိုင်ဝင်းတို့အလှရှိပါတယ်ပြောနေတာအိမ်မှာထမင်းချက်ချင်အောင်ဟာဒီလူကြီးကအခုတလောဆန်သေးကြီးလို့ဆိုပြီးနေ့လေသာထမင်းတနက်ကိုလှက်တယ်နည်းနည်းပိုက်ဆိုင်ရေတောက်တယ်တော်တော်ဆိုင်ပဲလော်ဝဲွားတယ်တိတ်စာမှမဝဲစားတာလို့ဦးတိုးအောင်ကပြောတာပဲဈေးရောက်တဲ့မင်းကလေးတွေတောင်သူ့ရင်ရှိကဖြတ်မလျှောက်ရဲဘူးဈေးကိုကုတ်ကတ်စစ်ပြီးဝယ်တတ်လို့တဲ့ချွတ်နေပြီးရှောင်းပါပဲအဲ့ဒီကိုဘိုးချွဲကြီးကိုယူရမယ်ဆိုရင်တော့သမီးကိုတတ်တည်ပစ်လိုက်မယ်တိလာဟင်ကြွားတဲ့ကကောင်မလေးတွေအသက်ကိုဖိုးချွဲကြီးကေထားတာနော်ဟိဖိုးချွဲကလည်းဖိုးချွဲပါပဲတိတ်စာတဲ့တနေ့အိမ်ရှိထွက်ပြီးမုတ်တယ်မျောနေမိတဲ့အချိန်အဲ့ဒီကစိတ်ကြိုနုတဲ့လာပါအောင်
လောက်ဖို့လေမိကြည့်ဦးမယ်လေဟာနစ်စိတ်ကြုံနူးကလေခွေးရံဘလောက်တော့မကောင်းဘူးဘာဈေးတဲ့ဒေါသထွက်ပြီးဈေးတောင်းကိုဆွေကနေမှပြန်သွားတော့တယ်ငတ်ပြီးဒါတော့ကိုကြိုက်ရကိုပေါ့ခွေးရံဘက်ကြိုက်တဲ့သူကခွေးရံဘက်ပေါ့အိုးဒီတိုင်းနေလို့မဖြစ်ဘူးမိုးကြောအိမ်သွားပြီးသူချက်ထားတဲ့ဟင်းသုံးလေးပဲမီးလိုက်ရင်အစာပြေလောက်တယ်ပြီးမှရေတော့ဘိုင်းမောက်နေလိုက်ရုံပဲဟိဝါဇူဝါကောင်းမလီရွှေမိုးလေးတွေညူတော့ချစ်တင်တော့ကြတာတွေအိုးချစ်တင်တော့ကြတာတွေမိုးကလေးကတစ်ဖွဲဖွဲရတော့မိုးကြော်ရရှိရဲ့အပိုင်ပဲပြုံးမီကိုတတိရတယ်ဟဲ့ဟဲ့ဘသူ့ကိုတတိရနေရလဲမိုးကြော်ကြီးရဟာဖိုးချွဲမဲဟင်းနဲ့လေးကမှု့တူဘာဟင်းတွေများချက်နေတာပါလိဟိအရှင်ကလေးကမိုးကြော်အိမ်ကိုဖိုးချွဲကြီးမကြခဏရောက်လာတတ်တယ်မိုးကြော်ချက်ပြုတ်ထားတဲ့ဟင်း၃၄ပတ်နှိုက်စားပြီးစကားရောဖောရောနဲ့ပြန်ထွက်သွားလိရှိတယ်ငါတငယ်ချင်းကဟင်းချက်သိပ်ကောင်းတာပဲရှလို့လေဖိုးချွဲရောက်ရှိလာခြင်းကမိုးကြော်ချက်ထားတဲ့ဟင်းကိုနှိုက်စားခြင်းလို့ဆိုတာမိုးကြော်သိရပေါ့ဘာဟင်းတွေလဲဟာမိုးကြော်ရဒီနေ့တော့တင်ကြီးပဲချက်ထားတယ်အေးအသားရင်းဆိုတာမစလာနဲ့နေတင်းနေမှကောင်းတာကွပြောဆူဟင်းတစ်ပတ်ယူမိလိုက်တယ်အဟာအရသာရှိပါတိတ်ကောင်းတာပဲကွရှလို့ပြီးတော့သူ့စီမံချက်အတိုင်းဟင်းသုံးလေးပဲကောက်သွားလိုက်ပြန်နေဟင်းရီကလည်းခြုံနေတာပဲဒါဝက်သားဟင်းတော့မဖြစ်တန်ဘူးတိတ်ကြိုက်နာမီလေးပြန်ပြောပါဦးကျုပ်ဝက်သားမစားတာ6လရှိသွားပြီအေးလေငါတိပါတယ်မင်းရွာထိပ်ကကလမလေးနဲ့တမီးစားဖြစ်တဲ့နေ့ကစပြီစကားကိုပြင်ပြောစမ်းကွာအေးမှားလို့ဟိုအိန္ဒိယမလေးဟုတ်တယ်နော်ဟိအေးဟုတ်ပြီပြန်အောင်မယ်ကွာတငယ်ချင်းကြွအေးပြန်လို့မဖြစ်သေးဘူးဘာဟင်းလဲဆိုတာတီးပြစေအောင်ဟိဒုက္ခပါပဲတအိုးလုံးပြောင်းမဲ့ကိတင်ကြီးကိုစီပြန်ချက်ထားတာပါလို့ပြောနေတာကိုနေပါအောင်တင်ကြီးဆိုတာဘာလဲကွာဘာတင်ကြီးလဲငါမွေးထားတဲ့တင်ကြီးလေးမနက်ကကားတိုက်လို့တည်သွားတာနဲ့ပေါင်တချောင်းဖြတ်ပြီးချက်ထားတာဩကက်စီတာနေတာယွန်တက်လိုက်တာသူ့အပြင်မရှိဘူးဘာဖြစ်နေတာလဲမိုးကြော်ကြီးရဲ့ဖိုးချွဲကြီးနှမျောတတ်တာကိုပဲအနံယူပြီးနောက်ပြောင်နေကြတာမကောင်းပါဘူးဥစော်ဝဲကြီးဘာတီးလို့လဲတို့ကတော့ပစ္စည်းတင်ခါရလူတင်ခါရလို့ခံယူထားတော့ဘာကူမှမတွေ့တာတော့ဘူးဟဲ့မှတ်ထားမို့ကြောပြိုးဥစော်ဝိတ်ခမည်းနွားကိုကားတိုက်သွားလို့ဗျအခုလေးပဲဘာဗမာလဲငါနွားကိုတိုက်သွားနေကားအကျော်ပေးမပေးရင်မလွယ်ဘူးရွာကအဝေးပြေးကားလမ်းမတစ်ပေမနီမဝေးမှာတည်ရှိတယ်ကားသွားလာအင်မတန်ကျဲတယ်တဏီကုံလို့မှာကားတစ်စီးစားနှစ်စီးစားသာဖြတ်သွားဖြတ်လာတွေ့ရတတ်တယ်လေဟိုတစ်ချိန်လုံးကပြောပါတယ်မေးလျောက်ရှိမှတစည်းတလေလောက်တွေ့ရတတ်တဲ့ကားကိုနွားဆူတဲ့တရဝါတွေကရှိကြလို့တော့မထင်ကြဘူးလေဘေးကိုကားသမားတွေကလည်းလမ်းရှင်းတကွဆိုပြီးကားကိုထင်တိုင်းမောက်လို့မဖြစ်ပြန်ပါဘူးကားလမ်းတစ်ပေးမှာအုပ်လိုက်တန်းစီချီတက်လာတယ်ကျွဲတွေနွားတွေနဲ့တွေ့ရင်ကားဆရာခမဘေးရန်ကြည့်ပြီးတတိရှိစွာမောက်ဖို့လိုလာရောနွားအုပ်ထဲကတကောင်တလီနွားစီးပြောက်ပြီးကားလမ်းမပေါ်ပြေးတက်လာရင်ဒုက္ခပဲဟူးအသေးချာတတိထားတဲ့ကြားကဒုံဟိုက်နွားတကောင်တိုက်မိပါဟာတော့ပြက်စီသွားပါလားကားစီရချီမကင်မိလက်မကင်မိဖြစ်တာပေါ့ခမားကားနဲ့အတိုက်ခံရလို့ဘုံလဲနေတဲ့နွားကိုတော့မကြည့်ပဲဘာဝေးလေကြောက်ပတ်လုံးနေရတာလေအကျော်မပြီးပဲထွက်ပြီးမယ်တော့စိတ်မကူးနဲ့နော်ဘာကွာမင်းနွားကိုမင်းဂယူမဆိုင်လို့ခုလိုကားတိုက်ခံရတာမဆန်းပလားငါကားပြက်စီသွားတာတော့မင်းရောပေးရအောင်မယ်ဟိုဟာကျုပ်တို့ရွာပဲဒီကိစ္စကျုပ်တို့ရွာနားမှာဖြစ်သွားတယ်ဆိုတာသတိထားအောင်အိုးဗျာရွာလူကြီးကြီးလိုက်ခဲ့အမေတရွာလုံးနဲ့တယောက်ဆိုတဲ့ပုံနဲ့မချင်းချောင်းနဲ့မင်းတို့ရွာသူကြီးအိမ်ကြားမှာစရင်ရှင်းမယ်လားအဲ့ဒီအချိန်ကရွာရဲ့တကြီးမင်းကနည်းနည်းရမဟုတ်ရွှေစလဲတော်ရနှလုံးပြူတနတ်တော်ရထားတဲ့တကြီးပေါ့ဗျာတေငါကြီးရွာအတွင်းမကြုံစဘူးထူးခဲ့တဲ့ဖြစ်ရကအနည်းနည်းအရရက်ကကြားလို့မှမသိတော့ပြီဘူးဖြစ်ကြောင်းရဲ့ကုံစင်အောင်တကြီးကိုရှင်းပြလိုက်တော့မှအေးကျုပ်သဘောပေါက်ပြီခုချိန်ကစပြီးနွားနဲ့ကတရားစီရင်ကန်းကိုစလိုက်ကြစို့ရဲ့ကဲဘယ်လိုစီရင်မယ်ဆိုတာကိုစိတ်ဝင်စားတဲ့ရွာသူရွာသားတွေကလည်းတကြီးအိမ်ထဲမှာပြေးလို့ပဲကားမောင်းနဲ့ကားဆရာကကျွန်တော်ပါခမနွားပိုင်ရှင်ကဗမာလေးရောမပေးကားကိုခဲနဲ့ထုမယ်ဇော်ဝိတ်တဝိတ်ပဲရှိတယ်ချမယ်ယူကြောင်မိုးကြောင်နဲ့အခုမှဘေးကြောင်ကပေါ်လာတယ်မသိဘူးဇော်ဝိတ်တိတ်ဆန်းချက်ချင်းအပြောင်းလဲမြန်လိုက်တဲ့ဇော်ဝိတ်ကြီးအမလေးတကြီးမင်းကျွန်တော်အဖြစ်ကိုဒီလိုပဲကြည့်နေတော့မှလားတကြီးရဲ့ကျွန်တော်နွားလေးမလေးမရှိတော့ဘူးဒီနွားလေးကိုကာလာပေါက်သေးတဲ့3လေးစားပို့ပေးတာတော့မှကျွန်တော်မယောင်းလိုက်ဘူးကျွန်တော်တို့လင်မယားရဲ့အိမ်တော်ကိုလက်ဖွဲလိုက်တဲ့နွားလေးမှုလို့လေယူကျုံးမရောဘူးလုံးကြွပြီဟူဘူးကျွန်တော်တို့လင်မယားဒီနွားလေးကိုတန်ရောစင်ဖြစ်ပြီးချစ်ပြအောင်မွေးခဲ့တာပါဒီလိုနွားမျိုးလေးခုနေဘယ်လိုပြန်ရတော့မှလဲတော့တကြီးရဲ့ဟေး
နော်မိမတယောက်ထဲယူလိုက်ပေါ့ဒါမှနောက်ထပ်နွားတစ်ကောင်လက်ဖွဲ့ရမှာခမဘာစကားပြောတာလဲကိုထိတ်ပြောင်းမင်းပဲလက်ဖွဲ့တဲ့နွားလူချင်းနဲ့ဆိုကွာကျုပ်မိမမိနီငုတ်တုတ်ကြီးရှိသေးတယ်ဗျာတပင်လဲမှတပင်သူဆိုရဲ့လို့ကျုပ်တို့လင်မယားဂတိစကားချွေထားတာဗျကျုပ်ကိုနောက်မိမယူခိုင်းတာရက်ဆက်လာကြီးလားကိုထိတ်ပြောင်းငါနမီကိုမြေကြီးကိုထိတ်ပြောင်းလို့မခေါ်နဲ့ကွာတိတ်ကြစမ်းဒါဖျားပွဲအတွက်ဇက်တိုက်နေတာမဟုတ်ဘူးဘယ်နဲ့ခုနတန်ကြီးဟစ်ပြီးတို့နိုင်ငံဟာလေယာစိုက်ပျိုးရေးကိုအဓိကထားပြီးလောက်ကင်တဲ့နိုင်ငံပေါ့တို့လေသမားတွေဆိုရင်မြေကြီးကရွှေတီးအောင်နွားနဲ့ဖက်ပြီးရုံးကန်ရတာဘိုးစင်ပေါင်ဆက်ကတိကပဲပြေးကဖူလုံရေးအတွက်ထုံရက်စိုက်ပျိုးရမှာလေသမားတူတစ်ခုလုံးအတွက်မရှိမဖြစ်နွားပဲကားဆိုတာမနေတင်းထဲမှာပေါ်လာခဲ့တာဆိုတာညင်းစရာမလိုဘူးငကိုကလေးကရှိတဲ့နွားတရဝါကိုနောက်မှပေါ်လာတဲ့ကားကဦးစားပေးကိုပေးရမှာထုံးစံပဲကွာမှတ်ထားမှန်တယ်ဟုတ်တယ်မှန်တယ်ခုဖြစ်တဲ့ကိစ္စမှာကားရထတာကိုနွားကတတိုက်လို့ဖြစ်ပွားရခြင်းမဟုတ်ကားကနွားကိုဝတ်တိုက်ခြင်းဖြစ်ခြင်းကြောင့်ကျွန်ုပ်သိရှိရသည်ဒုက္ခလူကြောင့်ကားစီယာကနွားဘုတ်ကိုအယောပေးချရမည်လို့ဆုံးဖြတ်ချလိုက်သည်ဟေးဟေးဟာပီဒိုဘီပတ်ဂျီဂျီဂျီစောက်ယူရွာသားတွေကလည်းတကြီးရဲ့ဆုံးဖြတ်ချက်ကိုသဘောကျကြတယ်ဟေးကျုပ်ရဲ့ဆုံးဖြတ်မှုအပေါ်ကားစီယာကျင်းနေနိုင်မယ်လို့ကျွန်ုပ်ယုံကြည်ပါတယ်မကျေနပ်ဘူးလုံးဝမကျေနပ်ဘူးတကြီးမင်းဒီကိစ္စကျွန်တော်မတရားဆွဆွဲခံရတာဗျမတရားဆွဆွဲခံရတာငါဆုံးဖြတ်ချက်ကိုလက်မခံတဲ့သဘောလားကွာဟေးမျက်နှာမဲပေါင်ချင်းကိုတော့ဒီပညာတွေငါသင်ပေးလိုက်ရတာခုဆိုကဘာကြော်နေပြီကွာအေးလေဒါဆိုလဲကျုပ်ဘက်ကတင်ပြစရာလေးတွေရှိသေးတယ်စကားကိုရှိတယ်ဟောဒီမှာကျွန်တော်ရဲ့ကောင်းမောင်းလိုက်စင်နိုင်ငံတော်အတိမတ်ပြုနော်အဲ့ဒါဘာလို့ရမှာလဲအော်ရောစရာမပါလို့လိုင်စင်ကိုအပေါင်သဘောမျိုးထားခြင်းတယ်ပေါ့နိုမြန်မာနိုင်ငံတနန်တလျာဘယ်လမ်းမပေါ်မစိုးကားမောင်းခွင့်ပြုထားတဲ့လိုင်စင်ကျွန်တော်မှရှိပါတယ်ဟောဒီနွားဟာကားလမ်းမပေါ်ပြည့်တက်လာဖို့လိုင်စင်ရှိရင်ပြပါအသက်မပြည့်သေးလို့လိုင်စင်မလုပ်ရသေးဘူးကြတာလိုင်စင်မရှိပဲကားလမ်းမပေါ်တက်လာတာဆိုရင်သူ့အမားပဲဝိမိမီလီကျွန်တော်ကရော်ပေးစရာမလိုတဲ့အပြင်ကားပြက်စီးမှုအတွက်အယောတော်ပြန်ရဖို့သူ့မှာတာဝန်ရှိပါတယ်ဟိုက်နွားပိုင်ရှင်တယောက်တည်းကမယောနိုင်ရင်လေဟောဒီကရွာကန်ဒီစုပြီးရော်ပြီးရင်ရလောက်ပါတယ်ဒိုးတော့မပါဘူးပြဿနာလာရှာပြီးလက်မှာလာပြီးနားထောင်နေကြတဲ့ရွာသားတွေချက်ချင်းဆိုတလူကြက်ပြောင်းငပြောက်ပြောက်ကုန်ကြတော့တယ်ဆိုဇော်ဝိကြီးကမရှိရှာပါဘူးမောင်ကြီးရဲ့ဒါကြောင့်ကိုမြေကြီးကလည်းအခွင့်အရေးရတော့လှုပ်ပြီးဩဝါဒတွေပေးနေလိုက်သည်ကျုပ်ကအယောလိုချင်လို့မဟုတ်ပါဘူးခမားတို့ရွာသားတွေစီကံရှိဖို့ဆိုတာပြောချင်လို့ပြောပါစီမီစီကံဥပဒေပေါင်းအတွင်းကနေထိုင်ကျင့်ကြံခြင်းကဘေးရန်ကင်းကွာစိတ်ချမ်းသာရမှာမလွဲဘူးဟုတ်ကဲ့ပါကိစ္စပြီးပြတ်ပြီးမို့ကိုမြေကြီးတယောက်တကြီးနဲ့ရွာသားတွေကိုနှုတ်ဆက်ခါကားမောင်းပြီးထွက်ခွာသွားတော့တဲ့ကွယ်ခုဆိုရင်လေးလေးတာဖြင့်တယောက်သူ့တော်မောင်ကိုမောင်တင်းရဲ့ဖိတ်ကြားမှုကြောင့်ရန်ကုန်ရွှေမြို့တော်ကြီးကိုရောက်ရှိခဲ့ရပြီပေါ့ရန်ကုန်ရောက်တော့ဖျားဆောင်လိုက်ပို့ပြီးမယ်တလိမ့်ဆိုင်ယုံတို့ပန်းညံတို့ဆိုတာတိတ်ပျော်စရာကောင်းတဲ့နေရာတွေပေါ့အေးကောင်းတော့ကွာရွာကလူကြုံမားတဲ့ပစ္စည်းတွေကိုတော့ပြန်ကန်ဒီမှဝယ်မချမ်းမယ်ကိုမောင်တင်းကလည်းသူ့ဦးကြီးကိုဖျားဆောင်လိုက်ပို့ပြီးရှာပါတယ်မောင်တင်းရေခဏနေအောင်ကွာဟိုနာကြီးကြီးနဲ့ဆိုင်ဝင်ရအောင်အော်ဦးကြီးရဲ့မိတ်ဆွေဆိုင်လားဟေးအေးဟုတ်ဘူးရွာဦးကြောင်အတွက်တိုင်ငက်နိုင်ဝေကေကိုမှားလိုက်တာခုမှတတိယလို့ကြီးရေးထားပုံထောက်တော့တိုင်ငက်နိုင်ရောင်းတဲ့ဆိုင်ပဲဖြစ်ရမယ်နေအောင်အဲ့ဒါတိုင်ငက်နိုင်ရောင်းတဲ့ဆိုင်မဟုတ်ဘူးနိုင်ပြင်ဆိုင်နိုင်ဘာတွေပြက်ရင်ပြင်းတဲ့ဆိုင်ဗျနိုင်ဝေချင်တာများကျွန်တော်ပြောပါလားငါသိပါတယ်ကွာအခုဝယ်မဲ့နိုင်ပြက်ခဲ့တယ်ရှိတော့ပြင်ရမယ့်နေရာသိထားတော့ကောင်းတာပေါ့ဟီသူမမှန်သိပြီမေချော်လဲရောထိုင်တတ်တဲ့အကျင့်ရှိတာကိုတူတူကိုမောင်တင်သိထားပြီလို့လာဟောဟိုကစိုးဆိုင်ကြီးမှာဝယ်မှာပစ္စည်းစိတ်ချရတာဒီနာကြီးဘလောက်လေကွာ1500လေးစကီသူကတန်3နာရီပေါ့အမျိုးစားတိတ်ကောင်းတယ်ဒါနောက်ဆုံးပေါ်ပဲဟဲ့ရှော့ပါဦးကွာထောင်ခဲ့ရအိုင်ယာရှော့လို့မဖြစ်ဘူးလေပစ္စည်းမှာခြေနှုံးမှာရိုးသားစွာရောင်းချပေးလေလားဝါဆိုင်မရှိလေဤဘုံမပြောဘူး900တော့ရှော့လေနော်ဝါကဒီမှာအာစီဝါနဲ့ကောင်းတော့ဤတပ်မွေးလေမူသာဝါတော့မပြောတတ်ဘူးဝါအင်းမြအများကြီးမစားဘူးဆိုတာယုံပါပြီးတော့ဝါဆိုင်မှာဝယ်တဲ့ခုနှစ်သားသမီးတွေစိတ်ချမ်းသာစေရမယ်ဒါမှဖျားလဲကြိုက်လေနတ်တီဝါလဲကြိုက်လေအေးခုကလေရွာကဖုန်ကြီးကြောင်းအတွက်ဝယ်တာကုတူဖြစ်တော့ရှော့အောင်မှာပေါ့ပစ္စည်းအာမခံလေရှောင်းတာရှော့လို့မဖြစ်လို့ပါဟဲ့နည်းနည်းပပတော့မရှော့တော့ဘူးပေါ့ဒီဦးကကာတွန်းတွေကအတိုင်းပဲဘလို့မှဈေးစစ်လို့မရတဲ့အစုံလေးလေးတာပြန်စဉ်းစားပြီပေါ့
နိုင်ကြီးကတန်စုံမီတော့ရွာကိုရောက်လို့အတန်ချက်ဆက်နဲ့ join လိုက်ရင်အတန်အကျယ်ကြီးကြားရမယ်မနဲ့စောစောဘွန်တော့လိုက်អော်ကြမလို့တော့ဘူးစွန်းချက်ရန်ထထထတိတ်မអော်နဲ့တန်စုံနိုင်တန်ကြောင့်ခုထိအိမ်မရသေးဘူးကဲမင်းကဈေးမလျှော့တော့လေပြောထားတဲ့ဈေးနဲ့ပဲဝယ်ရတော့မှာပေါ့ကွာနိုင်ကြီးကြီးတစ်လုံးဝယ်တာဈေးမလျှော့ဘူးဆိုရင်တော့ဟောဒီနိုင်တိတိလေးတစ်လုံးတော့အစ်စ်ပေးလိုက်ပေါ့ကွာနော်အာဒါဘာလို့တာလဲဟင်အစ်စ်တောင်းတာလေကွာဒီလောက်တော့ပေးပေါ့လူဝယ်တဲ့နိုင်ပဲယူပေါ့ဘာလို့ဒီပြနိုင်ယူရတာလဲဟာဒီမဲရန်ကုန်မှာမုတ်ဟင်ကတပွဲစားရင်တော့မုတ်ဟင်းရင်နည်းနည်းတော့အစ်စ်ပေးတယ်တို့မန္တလေးမှာလေထုံးမုတ်ဝယ်မယ်ဆိုရင်အမီးနည်းနည်းတော့ပေးသေးတာပဲအခုနိုင်ကြီးကြီးဝယ်တဲ့နိုင်အစ်စ်ပေးဖို့တွန့်နေလိုက်တာခွီးခမားလူကိုလောက်ပါအောင်ကြာကိုမောင်နဲ့ကိုတိုင်းမနေ့ဖြောင်းပြတော့မှပဲဟာအဲ့ဒီလက်ပတ်နိုင်လေးကပူသေးကြည့်တယ်လေးလေးရဟေးပြီးတော့ဒီလိုစတိုးတိုင်ကြီးတွေကအစ်စ်ပေးပြီးမရောဘူးဟုတ်တယ်နော်ရော့ပြန်ယူလေးလေးလုတ်ပုံကရိုက်ပေါက်ပဲကောင်မလေးသဘောကောင်းပြီလို့ဟူးဟေးနှမ်းတွေဈေးကောင်းတော့ကငွေရကလေးရှိတာနဲ့ရွာထဲကလေးလေးတာဖြန်တယောက်လေဒီယိုလေးတစ်လုံးအဖက်တင်အောင်ဝယ်လိုက်တယ်မြန်မာနိုင်ပြီးတို့မြန်မာနိုင်ပြီးလေးလေးတာဖန်တို့ရွာကမန္တလေးတိုင်းတွင်းမှာတည်ရှိတယ်မြို့ကနည်းနည်းလှမ်းတော့နိုင်ငံတကာသတင်းပလင်းတွေကိုလေဒီယိုကပဲနားဆွင့်ခဲ့ကြရတာပေါ့ပုံမြင်လက်ဆောင်အခန်းကဏ္ဍကိုစီစဉ်တင်ဆက်လို့ပြီးပါပြီဘာကြီးတာဖန်ရဲ့ရေလီယိုကတကွီကွီနဲ့တရွာလုံးညံနေတာတော့အမှန်ပဲခုတကဘိုကလေးမိုးကျော်ရဲ့ရွာမာလီလာမိုးရီဆိုတဲ့တချင်းနဲ့မိုးရီကတို့ရွာကဒေါက်တာလက်ထက်ရောက်နေပြီဟဲ့အဲ့တနေ့နှမ်းပေါ်ချိန်မှာမိုးသိပ်ကောင်းလို့နှမ်းမင်းဒီရင်တိကုံမှလီရောတလင်းထဲလဲရေအိုင်နေလို့နှမ်းမကင်နိုင်ဘူးမိုးကလည်းမဆဲတန်းရွာနေတာကြောင့်တရွာလုံးကနှမ်းတောင်သူတွေဒုက္ခရောက်ရပြီပေါ့မိုးဖြတ်တာကြောင့်ဒီနှစ်တို့ရွာမှာနှမ်းနဲ့တူတာဆိုလို့ယူနနအော်တိုဘာအောင်ကြီးပဲတွေ့ရလိမ့်မယ်ထူးဝေးစမ်းဝေးယူဝေးနှမ်းဝေးဒီဟေးဟေးဒီယိုကမိုးလေဝသသတင်းကြီးညာပြန်တော့လေမန္တလေးတိုင်းမြောက်ပိုင်းအတွင်းမိုးတီးထန်စွာရွာသွန်းပြီးရွာရန်ရာနှုန်း80ဖြစ်သည်ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်တွင်တတရရရှိမည်လေးလေးတာပြန်လူဖြစ်ကတိကခွဲတဲ့စနစ်နဲ့ရင်ပါခဲ့တာဆိုတော့မိုးကိုလေရန်ကုန်ကခွဲတဲ့ချပေးထားတဲ့အတိုင်းရေဒီယိုကကြီးညာတယ်လို့ပဲထင်တာပေါ့မတရားဘူးကောမဒီလူကြီးတွေမတရားဘူးကျုပ်လုံးဝမကျေနပ်ဘူးတရက်က2ရက်2ရက်က3ရက်ဆိုတော့တီးမခံနိုင်တော့ဘူးပေါ့ဘယ်နဲ့ဗျာငါတို့ရက်ကြတော့ရွာရန်တို့80တဲ့သူတို့ရန်ကုန်ကြတော့တတရရတဲ့လုံးဝမတရားဘူးဒီကိစ္စတိုင်းမဲလေးတာပြန်တယောက်တူတူတော်မောင်ရဲ့အိမ်ကိုရောက်ကတိကတူတူကိုကြည့်ပြီးသဘောကျစရာတစ်ခုဖြစ်နေလေရဲ့ဂုံတီရှိလူကြီးမင်းများရဲ့ရှေ့မောက်တွင်မိတကြိုပြီးစီအဲ့လေဟုတ်ပေါမနဲ့တူတူကကော်ဖီတောက်ရင်သတင်းစာဖတ်လေးရှိတာကိုအဲ့ဒီစတိုင်ကိုသဘောကျနေမိရအမှန်ပဲကြည်စမ်းဟန်တလုံးပန်တလုံးနဲ့စတိုင်ကဖြူလို့ကိုရွှေထူးပြီကတော့အစ်ထွက်ပြီဆိုလားဆိုပါလားမူရစ်တောက်စားပြီးမစင်မကျင်လမ်းလျှောက်လာသူတူရက်ထားသောကားကိုဝစ်တိုက်မိခြင်းဆိုပဲတို့ရွာကမိုးကြော်ကြီးများဖြစ်နေမလားတတိကလနောက်ဆုတ်ပါတလုံးကားတိုက်မှုကားမောက်မှုဆိုတဲ့မတော်တဆဖြစ်မှုတွေကများတော့ရင်စည်းကဲလမ်းစည်းကဲကိုတိတိကျကျလှုပ်ဆောင်နေပြီဆိုတဲ့သတင်းတွေကအများဆုံးပါနေတယ်လေရန်ကုန်မှာဖျားစုံနဲ့ဖူးပြီးဝဲလို့ချမ်းလို့လည်းပြီးပြီဆိုတော့ငါအညာပြန်မှုကိစ္စလုပ်အောင်မလေးလေးပြန်ကျင်တဲ့အချိန်သာပြောဒီညရထားနဲ့ပြန်ကျင်တယ်ရွာမှာငါမရှိရင်မဖြစ်ဘူးငါကိုစီစဉ်ပေးတော့ချက်ချင်းကြီးရထားနဲ့အညာကိုပြန်မယ်လေးလေးတာပြန်အတွက်တူတော်မောင်အားချင်းစီစဉ်ရပြီပေါ့ရထားလက်မှတ် OK တယ်ရထားပေါ်မှာခင်းပြူအိတ်တန်အိတ်ရအောင်လိုသုံးမဲ့သုံးသတင်းစာစက်ကူတွေကြီးတွားဦးအေးပါကွာဒီလိုနဲ့ရထားထွက်ဖြစ်ရောဆိုပါတော့မနက်တိုင်းကော်ဖီဝိုင်းမှာသတင်းစာကိုအခန့်သားဖတ်ပြီးဟိုလျှောက်ပြောဒီလျှောက်ပြောနေတယ်တူတူကိုလေးလေးတာပြန်ကြိုက်ကြတယ်ထင်ပြီးအထင်ကြီးတာကိုဒီကောင်းပုံကိုမျက်စိထဲကမထွက်ဘူးသူ့လို item မျိုးလှုပ်ချင်လာတာလေအမဲသတင်းစာတွေပါလာတာမေ့နေတယ်ပါလာတဲ့သတင်းစာကိုထုတ်ကြည့်တော့အင်္ဂလိပ်သတင်းစာတွေမြန်မာလိုရေးထားတာတခုမှမပါဘူးဟူးအင်္ဂလိပ်စာလုံးဝမတက်ရှာတဲ့လီလီတာပြန်သတင်းစာကိုဇောက်ထိုးကြီးကင်ထားလို့ကင်ထမ်းမှဘယ်တိရှာမလဲဟန်တလုံးပတ်တလုံးနဲ့စတိုင်ထိုက်ထုတ်လိုက်မှဟာကြီးကြစမ်းမအိုးကားတွေမှောက်လိုက်ချက်ကတော့ကွာဘေးကလူကိုလက်တို့ပြီးသတင်းစာတွေကဓာတ်ပုံတွေပြတော့သတင်းစာတစ်ဆောင်လုံးကိုကားတွေပိုးလို့ပတ်လက်နဲ့မြင်မကောင်းအောင်ပဲပြုပိုလူကလည်းလီလီတာပြန်ပြတဲ့ပုံကိုအာနာပါနာရှောက်ကြည့်ပြီးပြောလိုက်ပုံကဟာကားတွေမှောက်နေတာထားဥလူတွေအားလုံးလည်းကင်းပြီးတော့ထောင်ကိုကြပါပကောလားတော်မရွာမြောက်ပိုင်းကအမေရထီဆိုင်မှာကိုထွန်းဝတယောက်ထမ်းရင်မူပြီးအာကျဲနေတဲ့ထွန်းဝဟာဒီကောင်ကွာပါဇက်ပိတ်စံတကြီးတင်နေနာတော့မှာပဲခွီးအမိထိန်ပြီးပေမဲ့လည်းမရဘူးပွဲကျမ်းပြီဟေးဒီတော်မရွာမှာရွာသား100ရှိရင်69ယောက်ကတကြီးကိုဝင်းမောင်ကိုထောက်ခံဖို့မသေးကြဘူးကွာမှတ်ထားကြ
ဒါကိုမင်းတို့သိရဲ့လားဟဲ့ကောင်တွေမင်းတို့တကြီးကိုဝင်းမောင်ဆိုတာလူ100ရှိရင်69ယောက်ကထောက်ခံဖို့မလွယ်ဘူးဆိုင်ထဲမှာရှိသမျှအတောက်သမားတွေပါကြောချမ်းပြီးထွက်ပြေးရပါရောလားဆိုင်ရှင်ပေါက်ဖို့တယောက်ပဲကြံတာတော့ဟေးပေါက်ဖို့ဒီတော့မရွာမှာလူ100ရှိရင်ခွေးနိုးထမ်းရည်ဆိုင်မှာဒီလောက်အာကျင်နေမှာတော့တကြီးနာပေါက်ပြီပေါ့ကိုထုံးဝါကိုတကြီးကချက်ချင်းခေါ်ခိုင်းလိုက်ပြီထုံးဝါမင်းထမ်းရည်ဆိုင်မှာငါ့ကိုအချင်ညိုပြောင်းပြောနေတယ်ဆိုဟုတ်သလားမှန်ပါတကြီးမင်းခမညာရွာထဲကလူ100ရှိရင်69ယောက်တကြီးမင်းကိုထောက်ခံဖို့မတိကြဘူးလို့ပြောတာပါဖွေရ69ယောက်ထောက်ခံဖို့မတိကြပြီမေတယောက်ကတော့တိကြပေါင်းထောက်ခံမယ်ဆိုတာအမတ်ခံပါတယ်ဖွေရအဲ့ဒီတယောက်ကတခြားသူဟုတ်ယူလားကျွန်တော်မျိုးငထုံးဝဖြစ်ပါဗျတကြီးလက်သဘောကျသွားပြီဒီကောင်းကိုပေါက်ဖို့ထမ်းရည်ဆိုင်ပြန်ပို့လိုက်ကြသူကြိုက်တော့တောက်ပါစေငါအမိတ်နာထမင်းရီထုံးဝတယောက်အရက်တောက်ချက်ကကန်းကုန်ပါပဲတောက်တမမမီးနေကြွတ်တင်တဲ့ရက်ပလင်းလောင်းချတယ်လို့မိုးလင်းမိုးချုံအရက်ကိုအစားလိုလုံးနေတာမှတောက်တော်ပလင်းရေနဲ့အိုမကွာအိမ်မကွာအေးငါ့ကိုပြန်ကြိုက်နေဒုက္ခကြတော့မိမလုတ်သူခမတီးမခံနိုင်တော့တဲ့အစုံမဖြစ်ဘူးဒီကိစ္စရွာဦးเจ้าဆရာတော်ရှိတရှောက်မှပဲဆရာတော်ကထုံးဝကိုခေါ်ပြီးဒီနေ့ကစပြီးအရက်ကိုလှူလိုက်တော့ကွာနော်ဆရာတော်ကလည်းငယ်ကြောင်းအရက်ကိုလည်းမဖြတ်နိုင်တဲ့ထုံးဝငါတော့ခတ်ပြီးဘလို့လုပ်ရပါဒါနဲ့အရေးစွန့်ပြီးမှန်လားပါထမင်းရီတော့တောက်ခွင့်ပြုပါဖယားအိမ်တာဒုထမင်းရီကိုစားလိခတ်ပြီးတောက်ကွဒါမှစီးရွှင်ပဲတင်ပါဖယားထမင်းမရီကိုတပည့်တော်တောက်မှာပါဖယားဒီလိုနဲ့တရက်မှာတော့เจ้าကိုစွန့်ကြိုက်လာပို့တဲ့ထုံးဝရဲ့မိမကိုဆရာတော်ကထုံးဝကြီးအရက်ပြတ်သွားပြီမဟုတ်လားဟဲ့မှန်လားပါကိုထုံးဝအရက်လုံးဝမတောက်တော့ပါဘူးဖေယားဒါပေမဲ့ထမ်းရည်ကိုမိုးမလင်းအောင်ပြန်တောက်နေပါတယ်အရှင်ဖေယားဟေးထမ်းရည်ဆိုတာမူးရစ်စေတာပဲတူတာမေရတဲ့ပါတယ်ဒီကောင်းကိုကူးချက်ချင်းเจ้าကိုလွတ်လိုက်သွားထုံးဝရောက်လာတဲ့ဆိုရင်ပဲထုံးဝမင်းထမ်းရည်တွေတောက်နေတယ်ဆိုကွမှန်လားပါအရှင်ဖေယားခွင့်ပြုမိတ်နဲ့တောက်တာပါဖေယားငါခွင့်ပြုတာကထမင်းရည်လေကွာမှန်လားပါအဲ့ဒီထမင်းရည်ပဲတပည့်တော်တောက်တာပါဖေယားထမ်းမင်းတို့မြည်သည်ထမ်းမို့ထမ်းမနှမျိုးရှိတဲ့အတွက်တပည့်တော်အရှင်ဘုရားခွင့်ပြုတယ်ထမ်းမပင်ကထွက်တယ်ထမ်းမကြီးထမကြီးတခုပဲဆွဆွမြတ်တောက်တာပါဖေယားကောင်းကွာအမိတ်တော်မူသလိုစီးလက်တကယ်ရှင်ပါတယ်ဖေယားဆရာတော်လေးဘာမှဆက်မပြောတော့ပဲခြေတံပြင်းပြင်းနဲ့ကြောင်းကန်းတွေဝင်ကြွသွားတော့တယ်ပြီးပါပြီခင်ဗျာခုလိုစသုံးနှထောက်ပြီးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်နေ့စာအုပ်ရှိလေးဖတ်ပြပါမယ်